ဘောရလည်းကိုက်လိုက်တာကွာဟဲ့ဟာလေမင်းခေါ်လို့သာလိုက်လာရတာကွာဟုတ်လားငါတော့အရင်တစ်သမ်းမှမရှိတော့ဘူးကွာဟုတ်လေကွာမင်းကပတ်စံလေးပါလေးရှိလို့ရှိရင်ငါ့ကိုကြီးစမ်းပါအောင်ကွာဟာဒီမှာတော့ဘဲဝမ်းတော့ပတ်စံနဲ့လူနေပါတယ်ဆိုမှဟဲ့မင်းကရဲ့ညီကိုလိုလေးလာတာကွာမင်းဖဲမဲ့တရားတွေငါ့ကိုပတ်စံကြီးတော့ဘာဖြစ်မှာမလို့လဲကွာမင်းကတမျိုးကွာဒီမှာရောငါဖဲဝမ်းတော့ပတ်စံနဲ့လူနေတယ်လို့ပြောတာမင်းကတော်တော်အာယုံစားတယ်ကောင်ဟာတွေ့ပြီရက်စားဒါမှမဟုတ်ရက်ပလင်းလားအော်မဟုတ်ပါဘူးကွာဒီမှာငါအိမ်မထဲမင်းသမီးလေးကိုတွေ့တယ်ပြောတာဟဲ့အော်နင်းနေတော့တာဟောဟေ့မဟုတ်ပါဘူးကွာကဲမင်းဟောတာမင်းအရေးမကြီးဟိုကအရေးကြီးတယ်သွားမယ်ဒီမှာဟာတော့နေရအောင်ရှင်ဘယ်သူပြောရလဲမင်းကိုပြောတာလေမင်းကိုပြောတာအဲ့တော့ဘာဖြစ်လဲဟောတကယ်လို့မိုးရွာလာရင်မင်းမထီမမင်းမိုးရေဆူရှင့်ဘူးပါလို့လားအဲ့ဒါပါတော့မပါဘူးလေဟိုဒါပေမဲ့မင်းမျက်နှာလေးကိုမြင်ဟောရက်တော့ချင်တယ်ဘာဟိုရင်းနေတော့မကွာမင်းကပြီးတော့တိုက်ပါဟိုဒီလိုပါဟိုမင်းမျက်နှာလေးကိုမြင်ကိုရှင်နေတအားခုံလို့ပါအဲ့တော့ဘာဖြစ်လဲဘာမှတော့မဖြစ်ပါဘူးဘာမှမဖြစ်ရင်လည်းရှင်ဒီမှာပဲနေခဲ့လိုက်တော့ကျမအရင်နေနေပြီဆက်မလိုက်လားမင်းမင်းမမင်းကိုဆက်လိုက်မလားခင်နေဟိုတော့ကြာငါတို့ပြဿနာတက်တယ်ဦးမပြောပြဘာပြောနေဘလို့အရက်ဆိုင်တော့မင်းကတမျိုးကွာနားလေပူရောအဲ့တော့စိုးစီးစီးပေးလိုက်ပြီးလေဗျာမင်းအရက်ဝယ်ပြီးငါနောက်လိုက်ငါဘယ်လိုလဲဖဲဝိုင်းကိုထိုးရငါစားဟာဒီမှာကြည့်ရတာစားအေးကြည့်တော့တစားတော့ခဏလေးကိုဒီမှာပွတ်လိုက်အောင်မယ်ထိုးရစားခဏလေးအေးအမ3တန်းထားပြီ3တန်းထားတိလိုက်အေးတိရမစားပါဘူးအေးအဲ့ဒါပြီပါဒီမှာကိုယ်တော့ဟာစားပြီဗျာရတယ်ကဲထိုးလာစားရတယ်ကွာညလိုက်တော့ထိုးလာဟာလားပြောဟိုအဒီလေးကိုကင်လို့ရကွာကဲဘလို့လို့ဒီဟာတိရဟောဘာဒီလေလဲလဲကိုတော့လာဟောရဖို့တောင်းမဲ့လူတယောက်မတွေ့ကြဟောပြီအေးကဲအပဲဒီမှာရှင်းကွာစားပြန်ပြီကွာကွာဘာဖြစ်လို့ဒီကွာစားပြီကွာစားကွာနေရတယ်နေနေပြီဟဲ့နေရကိုကြီးမင်းနိုင်ပါဘောကွာမင်းရဲ့ဘေးနာမှာငါလူကံကောင်းတဲ့လူရှိပါတော့မင်းတော့စားလားရအဲဆိုလို့ညစ်ရတော့မင်းဒီကတော့သွားလိုက်တော့ဒီမှာမင်းအရင်ကအဲ့ကြတော့မူတော့မင်းသိလားဘယ်ကမွေးဘယ်ကြောင့်ရေးတဲ့ကွာဒီကောင်ကြီးပဲလက်လိုက်နိုင်ဘယ်ကိုရိုက်တာအားလေးမတင်ပါဘူးတော့ရအောင်တင်ပါဘူးရောက်လာဘူးတော့လေမင်းဖဲချုံးလာတယ်ကွာမဟုတ်ပါဘူးကွာဘယ်မှာကိုယ်ပဲနဲ့ဘယ်ကိုယ်လဲလို့ပြောတဲ့ကောင်ကြီးဒီတော့လေရှုံးပါလေရာဘယ်မှာလို့ကြည့်ရမလဲချက်မဘူးလေဟဲ့ဘယ်ရတဲ့ကောင်မစိုးရိမ်ရမှာလဲကွာငါကလက်တော့ပါလာရေဘာလဲလဲပြောဘာလဲလဲဘာလဲလဲပြောပတ်စံနဲ့မင်းမျက်နှာရကွာမုတ်ကောင်းကြီးဖုတ်ထားတယ်ဖောက်ကားနေပါလားအဲ့ဒီကျွန်တော်ပြောနေပါလေအဒီမှာပိုက်စားနေတာတော့ဘာမှမစားဘဲနေနေရတာဟောဒီရတော့ထောင်းတော့ကောင်းလာလို့စဉ်းစားနေမင်းရကွာကျွန်တော်နေမကောင်းဖြစ်နေတယ်အရက်ကိုထောင်းတော့ကိုစဉ်းစားနေတယ်
ဟေ့ဟေ့အချက်ဘူးလေတော့ မင်းကလောကလို့တယ်လို့ကွာ ဩတက်တော့ပတ်တော့ပေါ့ကွာလုံးတက်တယ်တော့ပဲဟုတ်ပါမယ်ကွာ ဒီတိုင်းမလုပ်တိုင်းလည်းမလုပ်ပါနဲ့ ဘယ်ဟုတ်ပါမလဲကွာကိုယ်တည်းကကျတော့ဒုက္ခရောက်နေကူညီပေးရမှာ နားလိုက်တာကွာမင်းဟိုပူလည်းပူသေးတယ် မင်းရတယ်ကွာပူမချက်ဘူးဖြစ်မှာလေအေးမှတော့မင်းကြက်အေးဖြစ်သွားမှာပေါ့ကွာ အဲ့ဆိုလည်းဖြည်းဖြည်းသာလုပ်ပါကွာ မင်းရတယ်နည်းနည်းတင်းကြီးခံမှာပေါ့ကွာအနာဖြစ်နေတာ မင်းတို့တော့နည်းနည်းလေးတော့တက်တာလို့ပဲ အေးတွေ့လားငါဆရာကြီးပါ ပါစီရုံးစရာ လာဒီမင်းစော်ကားနေပြီစော်ကားနေဘာပြောနေရလဲမင်းကြောင်းနေပါဟိုဘဲဝိုင်းတော့မတော် ဘာပြောလဲ။နေရာဟောကနာလို့ ဘူးဟုတ်ကပတ်စံရှိ ။ဘာလဲပြောပါ။နေကြည့်လိုက်တယ် ရပါတယ်ကွာငါလည်းမဟုတ်ခဲ့နဲ့မင်းရှိရောဘာမဆိုင်ညာမဆိုင်ရမှုငါရှိရတယ်အထူးခံမှာရှိလို့ပေါ့ ။ဟုတ်ပါတယ်ဟုတ်ပါတယ်။ဘာလဲပြောမင်းဖဲရှုံးလို့ရှိရင်ငါပြည့်နဲ့တည်ပြီးနေကြပါကွာ ဟောမေတ္တာရရတယ်ငါကြက်ဘူးထိုးပြီးတယ်ကွာ ။အော်ဒါမဲ့ဒီတစ်ခေါက်မင်းဖဲဝိုင်းမှာဖဲရှုံးလို့ရပြည့်တော့ငါမင်းရှိရတယ်ပြေးပါတော့ ဘာလို့လဲ ။မင်းရတယ်ကွာ။ဟိုလိတယ်အောင်ချက်သေးဘူး။ နင်း ဒါလေ နင်းကိုကျွန်တော်စကားပြောစရာရှိတယ် နင်းကိုတွေ့လို့ကျွန်တော်ရမ်းပြောနင်းအဲ့လိုရှိနေတာလေဟုတ် အဲ့တော့ အဲ့တော့နင်းစိတ်က ရှင်တကယ်ပြောနေတာ တကယ်ပြောတာကျွန်တော်ဖဲရရင်လိမ့်တတ်ပါ ဘာပြောလဲ အောင် ရှင်အဲ့လိုအချိုးရပြင်မှရှင်ကျွန်မစဉ်းစားပေးမယ်နော် တကယ်ပြောတာ တကယ်ပေါ့ အဲ့ဒါဆိုကျွန်တော်စူးစမ်းကြည့်ပါမယ်နော် ကွာခေါင်းကိုက်လို့ဟာရက်ကလည်းတော့ပြီးတော့ဇက်မှမရှိတော့မနော်စိုးစိုးစီစီကိုအိမ်သားကလည်းလာတောင်းသွားသေးတယ်ကွာဘုံကောင်ကောင်းကြီးရတယ်စိုးစိုးစီစီဖဲဝဲရောက်နေပြန်ကြိုးရတယ်ပေါ်တော့ဘောလုံးစိုးစိုးကြောက်လာပါပြီ ဟဲ့မင်းပြေတော့ဖြစ်တော့ဘာရဲ့ မင်းကမနဲ့စိုးစီဘယ်ကနေပြန်လာဖဲဝဲ ဟောမဟုတ်ပါဘူး ခုနမေးမထွေးအရှင်လာသွားတယ် ဘာပြောသွားလဲ ။ဒီလိုပဲပေါ့တပြားဟောကြီးပဲဖွင့်အောင်။ငါလည်းလေအဲ့တပြားဟောကြီးကိုရိတ်ခွဲလိုက်ချင်နေပြီ အဲ့လိုရိုက်ခွဲဖို့ဆိုတာမင်းမပတ်စံရှိမှဖြစ်မှာပေါ့ကွာမာလေးပတ်စံရှာခြင်းမှာပေါ့ ။ဖဲဝဲ ဟာမဟုတ်ပါဘူးကွာငါတန်တန်ရှင်းရှင်းယူတတ်ပတ်စံပြောတော့ ။ဟာ။ကောင်းကြီးမင်းမဟုတ်ပါရဲ့လားကွာ။ဟိုစိုးစိုးစီးပြင်သွားပြီမင်းအဖလိုက်တိုင်းများမိလာသေးလား ဟာမဟုတ်ပါဘူးကွာပမိလာတာပေါ့ငါအချစ်မိတာ ။ဟာ ဟုတ်တယ်ညာနဲ့ငါလည်းချစ်တယ်ဖြစ်တော့ညာနဲ့ငါကောင်းကောင်းမွန်ယူတတ်နေရင်ငါ့ကိုပြန်ချစ်မယ်အဲ့တော့ယူသားတဲ့လူကိုကြိုးစားပြီးပတ်စံရှာခြင်းတယ် ။ငါလည်းယူသားစွာနဲ့လှုပ်လှုပ်ချင်ပါလေ။ဒါပေမဲ့ဟောကြီးရောဘာဖြစ်နိုင်သေးဘူး။ ဘာဖြစ်လို့ ငါရဲ့ဘဝကိုကိုယ်ခဏစိုးမိုးထားတာ ကိုယ်လည်းဆုံးမလာတယ်ရက်ဖြတ်တာဘာဆိုင်လို့လဲ မင်းတီအောင်ငါပြောပြမယ်ကွာငါအမေက
ငါ့ကိုအသက်36နှစ်မှာဝေး 36နဲ့9နဲ့ဘာဆိုင်လို့လဲ 36ရပေါင်းရင်9ရပါအဲ့တော့ကူကနန်းမှာငါဖေကငါ9နှစ်သားမှာဆုံးတယ်18နှစ်သားရောက်ပြန်တော့ငါအမေကဆုံးတယ်ကွာအခုဟိုဒီရက်ကိုလည်းကြည့်တယ်ကွာဆိုတာတစ်ရာကောက်ဆိုတာ8တစ်8ပေါင်းတော့ကိုကနန်းပဲလေကွာအဲ့တော့ငါ့ကိုကိုကနန်းစိုးမိုးထားတယ်လို့ပြောတာဒါကြောင့်မလို့ဟိုဒီရက်ကိုမဖြတ်နိုင်သေးရပါကွာ အဲ့ဒါဆိုလည်းမင်းကိုကနန်းနေမှာမင်းကပေးလိုက်တော့ ရောဟိုလွဲပါလေချွဲပါလေကွာအဲ့လိုတော့မပြောပါနဲ့ ကဲရပြီမင်းရဲ့အရက်မဖြစ်နိုင်လို့ရက်တသနာကြီးဖွင့်နေနောက်မှဖွင့်ဒါပေမဲ့နည်းနည်းတော့ short တော့ ဒီပါဒါလည်းရက်ကိုစောတော့ပါဒါနဲ့အကောင်ကြီးတော့ချစ်ပြရတော့မလား ဒီကခါရကြတယ်ဘာလို့ကမှမရှိချင်စားရတာမရှိချစ်သူကရအောင် ဟဲ့ရီစီယာတွေနဲ့ပြဿနာတွေမရှိရင်ငါတို့ပေါ်မို့တော့ဘူးကွာ တောက်ပြဿနာတိုးလာတယ်你又过来了啊！对不起，哇，说家比这不多是吧？咦，刚要讲话都得了，那都变满了我哇！他就跟那个哇。下来呀！下来看，那我说，外面没拿你，这里比较多嘞。呀！你接下来光就是没外面可哪看，那看，看哪我说。မင်းချိန်ကောင်းရအောင်ဟိုမင်းဒီလိုတွေမင်းမလုပ်နိုင်ဘူးလား အသက်တာပါလေ။မင်းလည်းငါကြောင့်လည်းသူတို့ပြောနေတယ်ကွာ မလို့ဟုတ်ကွာဒါကြီးပြောစရာမလိုပါဘူးမင်းနဲ့မနဲ့ကြာပါကျန်တဲ့လုပ်တွေမှာသွားဆက်လုပ်ရအောင်နော်ဟိုကျန်လုပ်ချင်တာပြဿနာချနော်နားတယ်လားဟေးကိုတော့ဘာလို့ထိုင်းနေ ဟုတ် तू တိတ်ပြီးနေမကောင်းလို့ ဒါဆိုဒီလုပ်တယ်ဘယ်တော့ပြီးမှာတော့ ဟုတ်ဒီလုပ်တွေအားလုံးကိုကျွန်တော်တို့ပြအောင်လုပ်လိုက်ပါ ကပြီးလေပြီးရောကွာနင်တို့တငယ်ချင်းနှစ်ယောက်ကတငယ်ချင်းကောင်းပြီးသားပဲပုံပဲကွာလုပ်တော့ ။အကောင်ကြီးလည်းကြိုက်တယ်ကွာ။ချောင်းတွေလည်းအစိုးလေ။ကိုယ်လေးလက်တွေရတယ်။ညောင်းညာနေကွာ အေးမင်းကိုရတော့အဘူးချင်းနေမကောင်းဘူး ။အာဒီနေ့လုံးလာနေတော့ ဟောအဲ့ဒါမင်းနားလိုက်နော် ။ကောင်းရင်။အောင်နေနိုင်ပြီပေါ့ ဟောမင်းရတယ်ကွာမသိနိုင်ပါဘူးကွာမင်းကရမ်းတော့လို့ဖြစ်နေ ။အဲ့ဒါဆိုရင်ငါရေကလေးနေတော့တောက်လိုက်ခေါင်းမ အော်ဟေ့ကွာ
မင်းဒီချိန်မှာတော့ဟာသားကြီးလုံးနိုင်တယ်နော် မင်းရတယ်နောက်ရရဲ့ဘဝမှာဟာသားရင်လည်းပြဿနာတွေမရှိတော့ဘူးခေါင်းနှစ်ယောက်ရဲ့ဘဝပဲရှိတော့တော့ ကဲမတော်မယ် လောက်သွားမယ်ဆိုပြီးတော့ဘယ်ဝိုင်းတော့သွားမနေနဲ့အောင်တော့ အော်မတော်ပါဘူးကွာငါအခုသွားမယ်ဆိုဆေးတိုင်းကိုတောင်းပြီးရင်မင်းတို့ကဆေးဝယ်လာခဲ့ မမဆက်မရှိဘူး မရှိတော့မရှိဘူးပေါ့ဒါပေမဲ့အရေးကြီးတယ် မင်းတို့တွေတော့မလား အေးပေါ့ အဲဆိုငါလည်းလိုက်ပြီကွာ အာမင်းမထားနိုင်ဘူး အဲဒါဆိုမင်းပြောက်သွားရင်ဘယ်လိုလုပ်မလဲ မပြောက်ပါဘူးကွာငါဆေးဝယ်မျက်ရှိပြန်လာခဲ့ မင်းတကယ်ပြန်လာပါတော့ တကယ်ပြောတာပါမင်းကဒီတိုင်းထားခဲ့ပြီးသွားလို့ရမလား ကိုင်းမင်းကစိတ်ပြတ်နေပြီလား ပြက်เสียလားကွာကိုယ်တကယ်ရင်ရှင်းမယ်ဟဲ့မင်းအိမ်မှာအေးစိနားနေနေကြနော်ငါတော်လိုက်ပါလေ ကောင်းပြီအဲငါပေါ်တယ်တကယ်ချင်းကောင်းပါကွာ ဆရာဘာကြီးဆရာဝေးလို့ အေးကြောက်ပါ ကျွန်တော်ပါဗျာ ဟောအေးဒါလေးကွာ ဟာ အေးဘာကိစ္စလဲ ကျွန်တော်တကယ်ချင်းနေကောင်းဖြစ်နေစိတ်ကူချင်စေဦးလေးများကြုတ်ထုတ်ပြီးလို့ရမှာ အော်အေးဟုတ်တယ်ကွာဦးလေးကြောင့်အဲ့ကောင်ကောင်းမှကြည့်နေတာတွေ့တယ်အေးကွာကျမကြီးနဲ့ပတ်သက်လို့ငါထုတ်ပြရမှာဟောဒါနဲ့မင်းတို့ဘယ်လောက်လုပ်ကြလဲ သုံးမလို့ဆိုရမှာ အဲ့ဆိုတော့မင်းတို့လောဘကတူထုတ်ပြတာက3000ဒါပေမဲ့ငါလည်းဒီစေဘူးတော့2000ကူညီလိုက်တာပေါ့ အခြေသေးပါအခြေသေးပါလောက်ကြ3000โอเคนะခဏနိုင်မယ်ရ expiry လေးချက်ကြည့် ဗျာ expiry လေး ဟုတ်ကဲ့ ဟော30လေးမှာဒီနဲ့စက်ခွန်ဆိုတော့ရသေးတယ်တိုက်လိုက်နော် ဒီနေ့20ခု 20ခွန် ဒီနေ့ခုနဲ့ပေါ့ကိုကြောတော့ ဒီကလည်းဒါလည်းစက်ခွန် ငါရဲ့ဘဝကိုခဏစိုးမိုးထားတာငါအမေကငါ့ကိုအသက်36နှစ်မှာဘူးငါဖေကငါ9နှစ်သားမှာဆုံးငါ18နှစ်သားရောက်ပြန်တော့ငါအမေကဆုံးတယ်ကွာ အဲ့ဒါဆိုလည်းမင်းကိုကနာနေမှာမင်းကပေးလိုက်တော့ ဟိုလွဲပါလေချွေပါလေကွာ ဟဲ့သမီးမင်းတို့စေးဝင်လာ ငါစီပါတကယ်ပြန်လာ ပြန်လာတာဟောပေါ့ဟဲ့ဒီစေးလေးဆောင်လိုက်ပါနော်ဟာလေ ငါတခုစဉ်းစားပြီ မင်းပါစင်လာ မင်းတကယ်ချင်းပြရတာဟာတော့ကဲတော့လိုက်ကြကွာ ဟာလေပြီလို့ မင်းရတယ်ငါပေါ်တော့အရာအားလုံးပြည့်စုံပါလေကွာ အဲ့လိုပြောပါနဲ့ကွာဟုတ်မင်းဒီစေးလေးတောင်းတယ်နော်မင်းတက်တော့နော်ဟုတ်တကယ်ချင်း တကယ်ချင်းဟဲ့မင်းကအဲ့လိုမထားခဲ့နေလေကွာရောတကယ်ချင်းဟာရောတကယ်ချင်းငါတော့ဘယ်လိုနေလဲကွာမင်းဘာလို့မထားခဲ့တဲ့ကွာဟေးဒီနေ့နဲ့စကောနေနေကွာကိုကနာမေးချင်အဲ့လိုဆိုဖို့တော့အခုမှသိတယ်ကွာ
ငယ်ပြောတယ်ကိုယ်မျိုးဆိုတာငယ်တို့တကယ်ချင်းတယောက်တော့အဖြစ်ဆိုးတဲ့ကိုပါကွာအဖြစ်ဆိုးတဲ့ကို